သားမီးတို့အားလုံးမင်္ဂလာပါရှင်ပုံမြင်သားထောင်မှုအချိန်ရောက်ပါပြီအခုပုံမြင်ပြပြပေးမယ့်သူကတော့မမတတာပါဒီတစ်ခါကိုပြပြပေးမယ့်ပုံမြင်လေးကတော့လက်သမားဆရာလေးယိုရှိဆိုတဲ့ပုံမြင်လေးကိုပြပြမှာပါဒီပုံမြင်လေးကတော့ဂျပန်ရိုးရပုံမြင်ပါရှင်ဆရာတန်လွင်မြင့်ရေးသားထားတာဖြစ်ပြီးတော့ပုံမြင်ပြပြမှာမမတတာပါပင်လယ်ကမ်းနားဘေးရွာလေးတစ်ရွာမှာအရာဝတ္ထုတွေတိစောက်ရတာကိုနှစ်သက်တဲ့ယိုရှိဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။သူကလဲကလေးတွေစောက်တယ်၊စီးရိုးလေးတွေစောက်ပေးတယ်၊အိမ်ကလေးတွေခေါ်ဆောက်ခိုင်းလို့လည်းရတယ်။လေကားတွေ၊စပွဲတွေ၊နန်းရံတွေစုံလို့ပါပဲ။ရွာသူရွာသားတွေကလိုအပ်တာမှန်သမျှသူကစောက်ပေးတာပေါ့။ယိုရှိရဲ့တူတန်လွှားတန်စောက်တန်တွေကိုနားဆင်ရတာပျော်စရာတစ်မျိုးပေါ့။တရက်တော့ယိုရှိမှာဘာမှလုပ်စရာမရှိတော့ဟေးကောင်ကလေးမင်းဘာထက်ဆောက်အောင်မလဲလို့ရွာသားတွေကမေးကြတယ်။ယိုရှိမှာဖြေစရာမရှိဘူး။အဲဒီညကယိုရှိဟာပင်လယ်ကမ်းနဘေးမှာထိုင်နေခဲ့တယ်။အချိန်တွေတော်တော်ကြာအောင်လိုင်းပုတ်တန်တွေနားဆင်ပြီးလမင်းကြီးကိုမော့ကြည့်နေခဲ့တာပေါ့။လူတွေအတွက်ငါဖန်တီးပေးနိုင်တဲ့ဟာမရှိတော့ဘူးလား။ငါတခါမှမတိဆောက်ဘူးတာတွေတိဆောက်ချင်လိုက်တာကွာ။ရွာမှာမရှိတာမျိုးပေါ့။ဘလို့များလောက်ရပါလိမ့်မလဲ။ဒီချိန်မှာပဲတစုံတစ်ခုကယိုရှိစီကိုမျောလာတာတွေ့လိုက်ရတယ်။ဘာလေးဟာအမေရက်တောင်လေးပါလားပင်လယ်ထဲကနေရောက်လာခဲ့ရလားယိုရှိကရက်တောင်လေးကိုဆွဲဖြတ်လိုက်တယ်အဲ့မှာသူတွေ့ရတာပဲရက်တောင်ပေါ်မှာပကြီးကားလေးပါလားရွှေရောင်ရွက်လီလေးတစ်စင်းဟာပင်လယ်ပြင်မှာလှမင်းနောက်ကိုလိုက်နေတာတဲ့ဒါပဲဟဲ့ဒါဟာမော်ဆန်နဲ့ရက်တောင်ပဲငါ့ကိုအပြေရှာပေးလိုက်ပြီခေါင်းငင်ရှမ်းမှာလှမင်းရွက်လွင့်တာမြန်တဲ့လောက်ကိုမြန်တဲ့လှေတစ်စင်းငါစောက်မယ်ယိုရှိဟာရက်တောင်ကိုပိတ်လိုက်ပြီးတော့သူ့ရဲ့ခါးစည်းကျိုးထဲမှာထိုးထားလိုက်တယ်အဲ့ဒီညနဲ့နောက်တစ်ရက်မှာတော့ယိုရှိဟာတက်သားလေးတစ်စင်းစောက်တော့တယ်မော်ဆန်နဲ့ရက်တောင်မှာတွေးခဲ့တဲ့လေပေါ့အခိုင်ဆုံးပါဆိုတဲ့ပိတ်စာကိုရွေးပြီးရွှေရောင်ရွက်တစ်ထည်လဲချုပ်ခဲ့သေးတယ်ညနေခင်းချိန်ခါကိုရောက်လာတဲ့အခါမှာပဲရွာသူရွာသားတွေကယိုရှိတယောက်ရွာစိတ်ကလေကလေးပင်လယ်ထဲလွတ်လိုက်တာကိုတွေးလိုက်ရတယ်တဲ့လေကလေးတော့သွားပါပြီမင်းမဖြစ်လို့လှေကိုမျောလိုက်ရတယ်လေလူကလေးရွာသူရွာသားတွေអော်လိုက်ကြတာစုံနေရပဲယိုရှိကတခွန်းနဲ့ပဲပြန်ပြောတယ်လာမင်းကိုဖမ်းဖို့ပေါ့တဲ့ကျွန်တော်လေငယ်လေးကပင်လယ်ပြင်အနှံ့ကိုဒီညမျောလွင့်သွားလိမ့်မယ်လူတွေကယိုရှိကိုနားမလည်နိုင်တော့လှေကလာမင်းကိုဘလို့ဖမ်းမှာတော့လူတွေလည်းအိမ်တွေထဲပြန်ဝင်လို့အိတ်သွားကြတယ်ယိုရှိကတော့မိုးကုတ်ဆက်ဝိုင်းမှာလေကလေးလာမင်းစီကိုသွားနေအောင်ထိုင်ကြည့်နေခဲ့ပြီးတော့လာရောင်ဝင်းနေတဲ့ညကောင်းငင်ဖလားကြီးကိုလည်းမောကြည့်နေတယ်တဲ့ဒီတိမ်တွေကတကဘာလုံးကိုငုံကြည့်နေမှာပဲဒီလောက်ထိရအောင်ငါဘာထက်လို့ရင်ကောင်းမလဲယိုရှိကသူ့ရတောင်ဖွင့်ကြည့်လိုက်ပြန်တယ်အဖြေထွက်လာတာပေါ့ဟုတ်သားပဲစွန်ကြီးတစ်ခုကလေပေါ်ကိုပြန်သွားနိုင်ပြီးဘယ်တော့မှပြုတ်ကျလာမှာမဟုတ်တော့ဘူးယိုရှိကဝါးတွေရဲ့အီယာမစက်ကူကြီးတွေရဲ့ကိုတုံးပြီးစွန်ကြီးတစ်ခုဖန်တီးပြန်တယ်တဲ့စွန်ကြီးပြီးရဲ့အခါမှာဈေးရောင်စုံတွေချဲသားလို့အလှဆင်တယ်အီယာမမျက်နှာကြီးနဲ့မျက်လုံးကြီးနှလုံးပုံပါတဲ့စွန်ပေါ့ယိုရှိကစူးစားနဲ့စွန်လွတ်တင်လိုက်တဲ့အခါမှာနောက်ဆုံးတော့လေချောင်းထဲကိုရောက်သွားခဲ့တော့တယ်စွန်ကြီးကမိုးကောင်းကင်ပေါ်မှာပြန်ဝဲနေလိုက်တာများသူ့အိမ်သူရကြနေရပဲလို့ရွာသူရွာသားတွေကပြောကြတယ်။လေတွေအားကောင်းလာတဲ့အခါယိုရှိကစွန်ရဲ့ကြိုးစားကိုလွတ်ပေးလိုက်တယ်။မင်းဆိုပါသွားပြီဟဲ့ဘာလို့များလွတ်ပေးလိုက်ရလဲလူကလေးရဲ့လို့ရွာသားတွေကအော်ကြပြန်တာပေါ့။ကဘာကြီးကိုကြည့်ဖို့လေကျွန်တော်စွန်ကတိမ်တွေလိုလွင့်မျောနေမှာလို့ယိုရှိကပြန်ပြောတယ်။စွန်တစင်းကဘလို့များကဘာကြီးကိုငုံကြည့်နိုင်ပါတယ်လေ။လူတွေကစိတ်ပြက်လက်ပြက်ခေါင်းရမ်းလိုက်ကြတယ်။ပြီးတော့သူတို့အိမ်ကိုပြန်သွားကြတယ်။ယိုရှိကတော့ကန်းဆက်မှာရက်နေရင်ပြန်ဝဲသွားတဲ့ဆွန်ဆက်ကြည့်နေတယ်။ကြည့်နေရင်မှပဲကောင်းကင်မှာတက်တက်နေစင်ပေါ်လာတာပေါ့။ကောင်းကင်မှာတက်တက်လိုမျိုးဖြန်းချက်နေမဲ့ဘယ်ရအောင်ငါတိဆောက်ရင်ကောင်းမှာမလဲ။ယိုရှိကရက်တောင်ဆွဲဖြတ်လိုက်တယ်။ဟောအဖြစ်တစ်ခုထွက်လာပြန်တာပေါ့။ဒီတစ်ခေါက်ရက်တောင်ပေါ်မှာတရားတစင်းပုံတွေ့ရတယ်။တရားတစင်းမဲ့ဒီတရားကငါတို့ရွာလေးရဲ့ဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုကောင်းငင်ပေါ်ကနေမိုးထားရမယ်ဂုံတရားဖြစ်စေရမယ်ဟေးဒီလိုနဲ့ယိုရှိကရက်ပေါင်းများစွာမရက်မနာပဲအလုံးလုံးတော့တယ်သူရဲ့လွှားဖြတ်တန်တွေဒူထုတန်တွေရနေစဉ်ရက်ဆက်ထွက်ပေါ်နေတာပေါ့ယိုရှိရဲ့တရားရွာပုံမိုးထားတဲ့တက်တန့်တစင်းလိုပဲနောက်ဆုံးတော့သူ့တရားကြီးပြီးသွားရပေါ့လေယိုရှိကတရားပေါ်တက်ပြီးတော့သူ့ရွာလေးကိုငုံကြည့်လိုက်တယ်တရားရဲ့အရှိတ်ကတရွာလုံးကအိမ်တွေလမ်းတွေပေါ်ကျနေတယ်အောက်မှာတော့ဒေါသထွက်နေတဲ့ရွာသားတွေရောက်လာကြပါပြီ။ယိုရှိရဲ့အမောင့်တရာနေရောင်ကာထားတာကွာ
လှေဆောက်တယ်ပြီးတော့မျောပစ်တယ်စွန်လွတ်တယ်အခုလည်းမလိုတဲ့တရားကြီးဒါတွေငါတို့မလိုဘူးကွာမလိုဘူးဘာလို့မြန်ဒါတွေလုံနေရတာလဲယိုရှိရဲ့လူတွေစိတ်ဆိုးရလဲဟုတ်တာပေါ့ငါတရားအရွာကိုမောင်သွားစေတာပဲရက်တောင်ကဘာလို့များငါ့ကိုတရားပုံပြပါလဲလို့ယိုရှိတောင်တွေးမိသွားတယ်ယိုရှိကမျက်ရည်အဝဲသားနဲ့သူ့တရားကြီးကိုပြန်ဖြတ်ဖို့စလုပ်တော့တယ်တစ်သားတိုင်းတိုင်းကိုလွှာနဲ့စားတိုက်နေတဲ့အချိန်မှာတရားကြီးလှုပ်သွားတာကိုယိုရှိခံစားလိုက်မိတယ်ယိုရှိရက်လိုက်တာပေါ့ဒါပေမဲ့တရားကလှုပ်နေတော့မယ်ဒါဟာပင်လယ်ကျမ်းမြေကနေဖြစ်နေတာပဲဆိုတာသိလိုက်တယ်ဘာကြောင့်များတရားကတအားတုန်နေရလဲယိုရှိကကြောက်လာပြီအဲ့ဒါနဲ့ तू ကထူးခြားရက်တောင်ဖွင့်လိုက်တယ်နာမာစုငါးကြီးနန္ဒာပုံပါလားနာမာစုငါးကြီးနန္ဒာကဒေါသတကြီးနဲ့အိယာကနေနိုးလာခဲ့ငါးကြီးငလျင်လူးလွတ်နေပါပြီကောပင်လယ်နက်ကြီးထဲမှာနာမာစုကလူးလွန်ပြီးနိုးထကူးခတ်နေပြီမိုးချင်းတန်ကြီးလိုညံနေတဲ့အေယာမလိုင်းလုံးကြီးကသူတို့ရွာကလေးစီကိုလာနေပြီလေဆူနာမီလိုင်းနဲ့ဆိုကြီးရောက်လာပြီယိုရှိရဲ့ရင်အစုံကတဒုံဒုံနဲ့ခုန်လာခဲ့တော့တယ်သူကရက်တောင်လွတ်ချပြီးပြေးတော့တယ်ဆူနာမီပြောယိုရှိကရွာကလေးရဲ့လမ်းတွေမှာပတ်ပြေးရင်အော်နေတော့တယ်ကျွန်တော်နာမစုကိုတွေးလိုက်တယ်ပြောဆူနာမီရောက်လာတော့မယ်လာကြပါဗျာယိုရှိကကြောက်နေတဲ့ရွာသားတွေကိုသူ့တရားပေါ်ကိုခေါ်သွားတယ်ရွာသားတွေဟာတရားကိုကင်ထားကြပြီးတဦးနဲ့တဦးလဲဆွဲထားကြတယ်ဆူနာမီကရွာကလေးကိုဝင်ရောက်ဖျက်ဆီးပြီလေဝါးစီးရိုးတွေကျိုးပြတ်ကုန်ပြီအင်္ဂလိပ်တွေလည်းမျောကုန်ကြပြီပန်းမင်လေးတွေလည်းကျိုးကုန်ပြီတင်ငါလှေလေးတွေကသစ်ပင်ကြီးတွေပေါ်ရောက်ကုန်တယ်ခဏအတွင်းမှာပဲလိုင်းလုံးကြီးကပင်လယ်ထဲကိုပြန်ဆင်းသွားတယ်လူတွေဟာသူတို့ပစ္စည်းရလေးတွေမျောသွားတာကိုဒီတိုင်းကြည့်နေလိုက်ရတယ်ဟောခုတော့ပင်လယ်ကြီးကပြန်ပြီးတည်ငြိမ်နေလိုက်တာငါတို့ရွာလေးတော့သွားပါပြီကွာလို့ရွာသားတယောက်ကပြောတယ်ငါတို့ဘာလုပ်ကြမလဲမင်းကွန်းသာထွက်လာတယ်ဖြေရထွက်မလာဘူးယိုရှိကသူ့ရဲ့ရက်တောင်ကိုပြန်ရှာလိုက်တယ်ဒါပေမဲ့မတွေ့တော့ပါဘူးဆူနာမီကရက်တောင်ကိုပြန်ရှာယူသွားပြီထင်ပါတယ်မော်ရက်တောင်မရှိရင်ငါဘာဆက်လုပ်ရမယ်ဆိုတာငါမသိဘူးလေသူ့ကိုယ်သူပြောလိုက်ရင်လည်းတရားအောက်ကရှိကိုငုံကြည့်လိုက်တယ်သူ့ပုံရိပ်ကိုသူပြန်မြင်နေရတယ်ယိုရှိကရုတ်ချီဆိုသလိုပဲသူ့ရှေ့မှာမော်ရက်တောင်လာဖွင့်တယ်လို့အဖြေကိုသိလိုက်ရတယ်ငါတို့ပြန်ပြီးတိဆောက်ကြမယ်လေလဲတွေစီယိုးတွေအိမ်တွေလှေကားတွေစပွဲတွေနဲ့ရံတွေငါတို့လိုသမားငါတို့ပြန်တိဆောက်ကြမှာပေါ့ငါတို့အတူဒီရွာကိုပြန်တိဆောက်ကြမယ်တိတ်လာတဲ့ရွာအစ်စ်လေးပေါ့လို့ယိုရှိကအော်ပြောလိုက်တယ်မောင်ရဲ့တရားလို့တိတ်လာတဲ့ရွာကလေးပေါ့ကွာလို့လူအုပ်ကြီးကပြန်ပြောတယ်တရားတရွာလုံးကိုကယ်လိုက်တာလေအရေးတွေကရွေ့ရှားနေတာပါဒါပေမဲ့ရွာအစ်စ်လေးလုံခြုံမှုရွာပေါ်မိုးထားမဲ့တရားတစင်းလိုတာအမှန်ပဲဟေးလို့လည်းပြောကြတယ်ယိုရှိကတော့စိတ်ထဲကနေတွေးနေတယ်ရွာအစ်စ်လေးစောက်ပြီးရင်နောက်ထပ်အစ်စ်တွေကိုဖန်တီးအောင်မယ်ကွာမိုးချင်းတန်တွေနဲ့စကားစမြည်ပြန်ပြောဖို့ခေါင်းလောက်မျောစင်စောက်မယ်ကျယ်ရီကြွေကြလာရင်ဖမ်းဖို့ဘိုက်ကွန်ကြီးလှုပ်ထားမယ်တဲ့ယိုရှိကရက်တောင်မပါပဲနဲ့အရာရာတိုင်းကိုသိလိုက်ပြီသူရှာနေတဲ့မှော်ဆန်တဲ့အရာသူ့ပဲကဲတသားမမီတို့ရေအခုနားထောင်လိုက်ရတာကလက်သမားလေးယိုရှိတဲ့သူကမှော်ဆန်တဲ့ပစ္စည်းတွေကိုဖန်တီးနိုင်တဲ့လက်သမားလေးပေါ့တသားမမီတို့ရောဘလို့အရာတွေကိုကိုယ်တိုင်ဖန်တီးပြီးတော့ဘလို့ရည်ရွယ်ထားတဲ့မျောလင့်ထားတဲ့စံနာတွေရှိကြလဲဆိုတာပြောပြပေးပါအောင်နော်ကဲနောက်ထပ်ပုံမြင်တွေမှာပြန်လည်ဆုံတွေ့ပါမယ်အခုတော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပြီနော်